ကမ္ဘာပေါက်စင်လောကရဲ့အသက်ငယ်ဆုံးနဲ့အကျဉ်းဆုံး heavyweight champion တူဖြစ်သတ်မှတ်ထားခြင်းခံရသူအောင်မြင်တဲ့စာရေးဆရာတယောက်ဖြစ်ခဲ့တဲ့အပြင်ပိုင်ဆိုင်ခဲ့တဲ့များစီးစက်ဥစ္စာတွေပါမကျန်ပုံကောင်းစရာမရှိတော့ဘောကပြတ်သွားတဲ့အထိပြဿနာတိုင်းရဲ့ခေါင်းစဉ်မှာခြံလက်မထားနိုင်တဲ့ဘရင်ကြီးတစ်ပါးတစ်ချိန်ကဘောက်ဆင်ကဘာကိုအုပ်စုခဲ့သူဒါပေမဲ့ထောင်ထဲရောက်ခဲ့ဘူးတဲ့သူဆိုလည်းမမှားပါဘူးဒီဗီဒီယိုကတော့ The Batsman on the Plus လို့ခေါ်တဲ့ဘောက်ဆင်လောကမှာအနည်းအစီဆုံးအမေရိကန်နိုင်ငံသားကြီးမိုက်ဒန်ဆန်ရဲ့အကြောင်းပဲဖြစ်ပါတယ်မိုက်ဒန်ဆန်ဆိုပြီးဖြစ်လာမဲ့လူမဲလေးတယောက်ကို1996ခုနှစ်ဇွန်လ30ရက်နေ့နယူးယောက်မြို့ရဲ့ Brooklyn မှာမွေးဖွားခဲ့ပါတယ်ဖခင်ဟာဘယ်သူမှမသိတဲ့တိုင်ဆန်ဟာသူတန်တဲ့နှစ်အရွယ်မှာတော့ပထွေးဖြစ်သူကမိသားစုကိုစုပ်ပေါက်ခဲ့တာကြောင့်အားကိုးရမဲ့တဲ့တိုင်ဆန်ရဲ့မိခင်ဟာမကောင်းမှုဒုစရိုက်တွေနဲ့ပြင်းထန်နေတဲ့ Bruce Lee ကိုပြောင်းဆီးခဲ့1989ခုနှစ်မှာတော့သူ့အမေကကွယ်လွန်သွားရပြန်တယ်တန်ငါနာနီတန်ငါမုတ်ဆူနာနီမုတ်ဆူဆိုတဲ့စကားတိုင်းပဲမိဘတို့ရဲ့ဆုဆုံးမမှုတွေမရှိတော့တဲ့တိုင်ဆန်ဟာအထိတ်ကိုမခဲ့တာကြောင့်73နှစ်သားရွယ်ကလေးကရာဇဝမှုတွေနဲ့ဆွန်းသွားတဲ့နေမြေတစ်ခုမှာမကြခဏပြဿနာတက်ခဲ့ပြီးချိန်30ထက်မနည်းတဲ့ဖန်ဆင်းမှုတွေနဲ့နေသားကျလာခဲ့ရတယ်အဲ့ဒီနောက်ဒန်ဘရီရဲ့ပွဲတစ်ခုကနေနယူးယောက်မြို့ရဲ့လူငယ်ပြည့်ပြည့်ထိသိမ်းစကန်တို့ကိုပို့ခံခဲ့ရတယ်တိုင်ဆန်ဟာဘော်ဘီစတိုရီလက်ပွေထိန်တာနဲ့တွေ့ပြီးသူ့ဘဝတစ်စစ်ချိုပြောင်းလဲသွားခဲ့ရတယ်သူရဲ့ပြည့်ပြည့်ထက်ထက်လေ့ကျင့်မှုတွေကြောင့်ပဲအလားလာစီးတဲ့ကောင်လေးဆိုတာတတိထားပြီးခဲ့ပြီးနောက်ကနဝေလက်ဝဲမန်နေဂျာကစတမာတို့နဲ့မိတ်ဆက်ပေးခဲ့တယ်ကစတမာတို့က5 Patterson နဲ့ Joe Story တို့လိုချက်ပီယော်တွေကိုတေချာလေ့ကျင့်ပေးခဲ့တဲ့ trainer တို့ဦးလည်းဖြစ်ပါတယ်တိုင်ဆန်ရဲ့လေ့ကျင့်မှုနဲ့သူ့ဆရာရဲ့တင်ပြမှုတွေကြောင့်ပဲအငယ်တန်းပွဲတွေမှာအောင်မြင်မှုတွေရရှိလာခဲ့တယ်ဒါပေမဲ့လည်းကစတမာတို့ဟာသူ့ချက်ပီရဖြစ်ခံနေပါကအသက်ဆုံးပါသွားခဲ့ဒီလိုနဲ့1986ခုနှစ်နိုဝင်ဘာ20ရက်နေ့သူ့သက်20အရွယ်ပါပဲအသက်ငယ်ဆုံး WBC heavyweight champion ဖြစ်လာခဲ့တဲ့ပြီး WBA IBF မတူညီတဲ့လုံးဝအဖွဲ့အစည်း champion ကပတ်တွေကိုပါတစ်ချိန်တည်းရယူနိုင်ခဲ့တယ်အောင်မြင်မှုတွေရဲ့တန်ကိုမခံနိုင်တဲ့အထိမွေးတွေတော့ပြန်ရရှိလာတယ်လူမိုင်းနဲ့တူမွေးမနေဆိုသလိုပဲမွေးတွေတက်တော့လည်းရရှိလာခဲ့တဲ့တိုင်ဆန်ဟာအပေါင်းအသင်းမှပြီးမွေးတွေကိုအလုံးကျတုံးခဲ့တဲ့အပြင်1992ခုနှစ်မှာတော့မနေမှုတစ်ခုကိုပါကျူးလွန်ခဲ့ပြန်ဒါပေမဲ့ထောက်ကပြန်ထွက်လာတဲ့ကျိုးဝိုင်းထဲကိုတက်ဖန်ပြန်လဲဝင်ရောက်ခဲ့ပြီးပိုလီဖီယန်ရဲ့ကိုကိုက်ဖြတ်လိုက်တာကြောင့်သူ့ဘဝရဲ့အဆက်ရဆုံးနဲ့ F5 ဆိုတဲ့ကဘာကျော်ဆုံးပဲကြီးတစ်ခုနဲ့ပါရေးဆိုင်လိုက်ရပါတယ်။မှန်တရတဲ့အမှားတွေကိုဆက်ပြီးမှားနေတဲ့တိုင်ဆန်ဟာသူ့ပိုင်ဆိုင်မှုဒေါ်လာတန်400ကျော်ကိုအပေါင်းအသင်းတွေနဲ့မစင်သုံးဆွဲလိုက်တာကြောင့်ဒီဝါလီခံတဲ့အထိဘဝပြတ်သွားပါတော့လူတကာရဲ့ဆက်စုပ်ယူဆမုံတီးမှုတွေကိုတပြိုင်နက်တည်းခံစားလိုက်ရတဲ့တိုင်ဆန်ဟာသူ့ဘဝကိုသူ့ကိုယ်တိုင်တိတ်ကနေပြန်စားခဲ့တယ်။နှစ်ပေါင်းများစွာလှုပ်လာခဲ့တဲ့ဘောင်ဆွေလောကကိုဆွတ်လုပ်ပြီးလူအများရဲ့လေးစားအားကြရတဲ့လူတစ်ယောက်ဖြစ်အောင်ဆုံးဖြတ်ချက်ချခဲ့တယ်။လူငယ်တွေကိုသူ့လိုအမှားမျိုးမမှားကြရအောင်ပြောဆိုချပြခဲ့တယ်။လောကဒဏ်ရဲ့ပုံမှန်လှက်ွက်တွေအောက်မှာနောက်ထပ်တရားတွေနဲ့ဖုံးလွှမ်းနေတဲ့လူသားတယောက်ကိုကဘာကြီးကတဖြည်းဖြည်းနဲ့နားလေလက်ခံလာခဲ့တယ်2013ခုနှစ်မှာတော့မိုက်ဒန်ဆာကသူ့ဘဝအကြောင်းကိုရိုက်ချက်မလွယ်အောင်တိကျစွာရေးထားတဲ့ Undisputed ဆိုတဲ့စာအုပ်ကလည်းအကောင်းဆုံးကိုပြောတာစာအုပ်စုကိုပါရရှိခဲ့ပြမဲ့ကလေးတွေအတွက်မိုက်ဒန်ဆာ Cast Foundation ကိုတည်ထောင်ခဲ့ယခုချိန်မှာတော့မိုက်ဒန်ဆာဟာအောင်မြင်မှုတွေနဲ့အတူရုပ်ရှင်တွေထဲထိပါဝင်ချိန်ဆနိုင်ခဲ့ပြီးချစ်ရတဲ့ဇနီးတဲ့သူဘဝကိုတာယာစွာပုံဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်ဘဝမှာပူဆန်နေတဲ့တက်တံကိုကောင်းမှုနဲ့ပြန်ပြီးတော့ဖြစ်စီမယ်ဆိုပြီးဘယ်တော့မှနှုံးမချသေးပါဘူးကဲ၍နောက်ဆုံးမယ်ဆိုရင်လည်းအချိန်စီပါသေးရဲ့